အထုတက်နဲ့မရိန်းတက်နဲ့ပါကွာလဲဗျာကျွန်တော်ထင်တာအထုတက်ကိုအင်္ဂလိပ်လိုပြောမယ်ဆို special operation team လား special force လား special တခုခုနေအောင်နော်အဲ့ဒါဆိုရင်ဒါမျိုးဟုတ်တယ်တက်တိုင်းမှာရေတက်လေတက်ခြေလင်တက်ပြီးရင်ဗါလဲဒီ marine တက်ပြီးရင်အကာတတက်ပြီးရင်national guard လို့ coast guard လို့လည်းပါတယ်ဗျာအဲ့တော့တက်ခုနှစ်ခုလို့ရှိတယ်နော်တက်ခုနှစ်ခုလို့ရှိရဆိုတော့အဲ့ထဲမှာအထူးတက်ဆိုတာအဖွဲ့ဆိုမှပြန်ခွဲသွားတယ်အမအထူးတက်ဖွဲ့ဆိုမှပြန်ခွဲသွားတယ်အဲ့တက်ဖွဲ့တွေခွဲသွားတဲ့လူကိုကြတော့သူတို့တွေဟိုပါလဲမြန်မာလိုခေါ်မှဒီ secretary defense လေ secretary defense ကအဲ့ဌာနကနေခေါ်တော့မှအထူးလေ့ကျင့်ပေးရဗျာအဲ့အဖွဲ့တွေဟိုဘာချီလင်တက်ဆိုနေသူတို့မှာချီလင်တက်အထူးတက်ဖွဲ့ရှိရကွာmarine တက်မှာဆိုနေ marine တက်မှာသူတို့ချီလင်တက်အထူးတက်ဖွဲ့ရှိရကွာပြီးရင် sorry marine တက်မှာသူတို့မှာလည်းအထူးတက်ဖွဲ့ရှိရကွာရေတက်ဆိုလည်းရေတက်မှာအထူးတက်ဖွဲ့ရှိရကွာလေတက်ဆိုလည်းလေတက်မှာအထူးတက်ဖွဲ့ရှိရnational တို့ဟိုဗာလဲ coast guard တို့ကအစအကောင်လုံးတို့မှာထူးတက်ဆိုရှိရတက်ဖွဲ့ဆိုရှိရအဲ့လူတွေကြောက်တို့တိတက်ပြန် train ခေါ်တော့မှပြန် train ရမှာအဲ့ကောင်တွေကြောက်ဘလူးလဲဆိုတော့ဒီလေ့ကျင့်ခန်းပိုင်းမှာပညာရေးပိုင်းမှာအကောင်လုံးဘတ်ဆောင်ပိုင်းကျွမ်းကျင်တဲ့ပိုင်းတွေကိုအကောင်တွေကိုရွေးထုတ်တာပြီးရင်အတန်းထဲမှာဥမာရိုးရိုးအတန်းဟွာရိုးရိုးအတန်းထဲမှာနံပါတ်1နံပါတ်2ရတဲ့လူကိုထိတ်စီရတဲ့ကောင်ကနံပါတ်1နံပါတ်2ရတဲ့ကောင်တွေကိုပြန်ရွေးထုတ်သွားတယ်ပြီးရင်တို့မှာဘယ်လိုပြောမလို့နိုင်ငံခြားနဲ့လည်းအဆက်အသွယ်မရှိတို့ကဟိုဘယ်လိုပြောမလို့ဟိုကိုကြီးကိုစစ်ဆေးတဲ့ခါမှာကိုကြီးကိုတာလည်းကင်းရှင်းရှိတဲ့လူတွေဆိုရင်အထူးတပ်ဖွဲ့မှာခေါ်လာကြကွာမချုံမတဲ့ပါကွာအထူးပြပြရမဆိုအမေကအထူးတပ်ဖွဲ့ပြန်ခေါ်လာမှအထူးတပ်ဖွဲ့ပြန်လေ့ကျင့်ပေးတယ်အထူးတပ်ဖွဲ့မှာလေ့ကျင့်ပြီးတော့လည်းကောင်းနေကြတော့တို့ကဒီစစ်တပ်တွေမှာတိတ်မတွေ့ရတော့ဘူးဒီစစ်တပ်တွေကကောင်းနေရတော့ဟိုပါလဲပုံမှန်ရိုးတမန်စစ်သားတွေပေါ့နော်အဲ့သူတက်ဖွဲ့တွေကြတော့ဒီအကြီးကဲပိုင်းခေါ်တော့မှလေ့ကျင့်သွားတဲ့ဖွဲ့အဲ့ကောင်တွေကြတော့ပြန်လာမှတောင်းလို့ဆိုတွေ့မလားနိုင်ငံခြားတဲ့စစ်ဖြစ်ပါဖြစ်ဆိုရုပ်ရှင်မှာတွေ့မလားအဲ့ကောင်တွေရေဆုံးဘယ်လိုပြောမလဲတရားကွက်မြဲရမယ်လို့ပါလို့ဆိုရင်ဒီကောင်တွေတုံးတယ်နော်ဒီကောင်တွေတော့တုံးချင်တယ်မတုံးကြအောင်အရှိတန်းတွေပါတော့ marine တို့ army တို့ပဲသွားကြပြီမှာအထူးတပ်ဖွဲ့ကြတော့တကယ်ဘယ်ပုဂ္ဂိုလ်ကိုတခါလေကွက်မြက်ဖို့ဆိုတဲ့ချိန်ကျမှတို့တောင်းကြလာတဲ့ချိန်ကျမှတို့ကသွားတာဟုတ်တယ်အဲ့တော့ပြောချင်တာအထူးတပ်ဆိုတာကအထူးတပ်ဆိုတော့တပ်တိုင်းမှာရှိရဗျာဌာနတိုင်းမှာရှိရဒါပေမဲ့ရခိုင်လုံးနေတာပဲရှိရ